လေးကငါရင်းနဲ့တောက်တော့ဆရာတိုင်းဆရာအပြင်မှာဒီလောက်နေပူးနေဆရာတခုတခါကြီးပြန်လာသေးတယ်ဆရာတခုတောက်မှာအေးကောင်းတော့ရေဟင်းဟုတ်ဆရာတခုလေးစီစဉ်ပေးလိုက်ပါဟုတ်ကဲ့နော်လုပ်ငန်းနေအခုအကုန်လုံးဟုတ်မိကွာဒီချိုးချင်းကဆရာတောင်းစုမှာဆရာကျမ်းမာရေးလိုက်စားတယ်ရော့တခုတော့ဖြော်လိုက်မသိဘူးလေအသေးလေးပါလေဖြော်လိုက်ကွာဟုတ်ကဲ့အခုလုပ်ငန်းကတို့တွေလုပ်ဖို့တွေကဒီမှာမရှိတာတော့ဘာမှဩရော့ဘာဂျူအဲ့ဒါဆရာကိုဖြော်တိုက်သွားဆရာအခုဒီဗလန်လေးတွေအဆင်ပြေပြီလားအဆင်ပြေပြီဟုတ်ငါတို့ဘက်ကတော့မင်းကိုရတာပေးဖို့တွေပါတယ်အကုန်လုံးဆင်တင်ထားတယ်ဆရာအဲ့ဒါဆိုအားလုံးအဆင်ပြေပြီတကယ်လားဆရာဆရာအဲ့ဒါဆိုဒီဗလန်လေးရဘာလို့ဒါခဲရနေအဲ့ဒါမင်းကချောတိုက်ခိုင်းတာဟာကွာမင်းကရိယာလေးတစ်ခုကိုပြောလိုက်လေမင်းတော့မင်းသိရပြောင်းဟုတ်ကဲ့ဟောဆရာအဲ့ဒါအားလုံးအဆင်ပြေသွားပြီပေါ့အဆင်ပြေပြီပေါ့ကွာသူဘာလုပ်နေလဲမင်းနေပါအုံးနေပါလေတုံးနေသူဘာတွေတုံးနေတယ်ဟိုမှာလှဲစအောင်လို့လားအဲ့ခဲတော့ဒီချောင်းချဲရောဓမ္မယုံမှုဒီချောင်းချဲရောဓမ္မယုံမှုခြေပြီးတော့မင်းငါဖြောခိုင်းတာဒီတော့မင်းတရုံးလုံးကဟိုမှာကစမလို့ဇာပြောနေအဲ့ဆိုတော့ဟာမင်းအမဖြောလာခဲ့မင်းငါပြောလှဲစအိုးရှင်နေလို့ပြောရအောင်လားအဲ့လှဲစအိုးနဲ့ဟုတ်ကဲ့အခုချန်ထားပြီးတော့အားတို့တွေအားလုံးအဆင်ပြေပြီလို့သာမှတ်လိုက်တော့ဟုတ်ပြီနော်အဆင်ပြေပါပြီဆရာကျေးဇူးပါဒီလေးကငါရင်းနဲ့တောက်တော့နော်ကိုဖေးရပါလေဆရာပဲအတိညွှန်လိုက်တယ်ဆရာပဲအတိညွှန်လိုက်တယ်အတိညွှန်လိုက်ဟလားအတိညွှန်လိုက်ဘိုးကလည်းဖြစ်နေလက်ကိုရားနေ